အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ကျွန်တော်မြန်မာနိုင်ငံသားတွေထိုင်းရောက်မြန်မာနိုင်ငံသားတွေနဲ့ပတ်သက်ပြီးတော့တွေ့ရတဲ့သတင်းလေးနှစ်ပုဒ်ကိုပြောသွားမှာပါနော်မြန်မာနိုင်ငံသားတွေတတိထားရမယ့်အကြောင်းအရာတွေကတော့အများတန်းပြောနေရတာပါပဲထိုင်းနိုင်ငံမှာရောက်နေတဲ့မြန်မာနိုင်ငံသားတွေအတွက်နော်အခုဆိုလဲဖူးခတ်ပေါ့နော်ဖူးခတ်ကခဏခဏမကြိုးရအောင်ကိုအမှုပေါင်းများစွာဖြစ်နေတဲ့မျိုးလိုပဲပြောရမှာဖူးခတ်မှာနော်အခုပထမဆုံးသတင်းတစ်ပုဒ်ကျွန်တော်ပြောပါမယ်အဲ့ဒါကဒီဖူးခတ်မှာထိုင်းလူငယ်3ယောက်ကိုဆိုင်ကယ်နဲ့လိုက်ပြီးတော့ချင်းချောက်ခဲ့တယ်။ဖုံးရိုက်ခွဲတဲ့အခြေအနေမျိုးတွေပါလုပ်ခဲ့တယ်။အဲ့ဒါကဘယ်နိုင်ငံသားတွေလဲဆိုတော့မြန်မာနိုင်ငံသားတွေပါ။မြန်မာနိုင်ငံသား4ဦးပါ။အဲ့တော့သူတို့ကတော့ဖမ်းမိပြီးသွားပါပြီ။ဖုံးရိုက်ခွဲတဲ့ဖြစ်စဉ်မှာလည်းပစ္စည်းတန်ဖိုးဒီထိုင်းလူငယ်တွေ3ယောက်စီကနော်ဘတ်18000လောက်ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့သိရပါတယ်။အဲ့တော့ဖူးခတ်မြို့မှာထိုင်းလူငယ်3ယောက်ကိုမြန်မာနိုင်ငံသားအုပ်စု4ယောက်ပေါ့နော်4ယောက်ကဆိုင်ကယ်3စီးနဲ့လိုက်ပြီးတော့မှတနက်နဲ့ဆင်တူတဲ့ BB ကန်အသုံးပြုချင်းချောက်တဲ့ဖြစ်စဉ်ဖြစ်ခဲ့ပါတယ်။ဩဂတ်17ရက်နေ့ညပိုင်းမှာဖြစ်ခဲ့တာပါ။ထိုင်းလူငယ်3ယောက်ကအန်ရကင်းဖို့ဆိုပြီးတော့ဆိုင်ကယ်ကိုထားပြီးအနီးနားမှာရှိတဲ့စတိုးဆိုင်ထဲကိုပြေးဝင်အကူအညီတောင်းခဲ့ရတယ်လို့တော့မှသိရပါတယ်။အဲဒီနောက်မှာကျူးလွန်တဲ့မြန်မာနိုင်ငံသားတွေတဲကနေမှလူငယ်တယောက်ကနော်မြန်မာနိုင်ငံသားတွေကဒီထိုင်းလူငယ်တယောက်ရဲ့ဖုန်းနဲ့ဒီ power bank ကိုပောက်ခွဲလိုက်တယ်ပေါ့။မြေပြင်ပေါ်ပောက်ခွဲခဲ့တယ်ဖျက်ဆီးခဲ့တဲ့အတွက်ကြောင့်ဘတ်18000လောက်ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့သူတို့ရဲ့ဆိုင်ကယ်တော့ကိုပါရေမြောင်းနဲ့ပစ်ချပြီးတော့ထွက်ပြေးသွားခဲ့တာပါ။ဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့ထိခိုက်ခဲ့တဲ့သူတွေကဖူးခတ်မြို့ရဲစခန်းကိုတိုင်ကြားခဲ့ပြီးတော့ရဲတပ်ဖွဲ့ကကျူးလွန်သူတွေကိုအမြန်ဆုံးဖမ်းဆီးနိုင်ဖို့စုံစမ်းစစ်ဆေးမှုတွေစတင်ခဲ့ပါတယ်။စုံစမ်းစစ်ဆေးမှုတွေကနေဩဂတ်23ရက်နေ့မှာဖူးခတ်မြို့အတွင်းရှိနေရာ3ခုကနေမြန်မာနိုင်ငံသား4ယောက်ကိုခြေရာခံပြီးတော့ဖမ်းဆီးနိုင်ခဲ့ပါတယ်။စစ်ဆေးတဲ့အခါမှာအသက်15နှစ်အရွယ်မြန်မာလူငယ်တဦးက BB ကန်ကိုအသုံးပြုပြီးတော့ချင်းချောက်ခဲ့ပါတယ်။မိုဘိုင်းဖုန်းကိုပစ်ချဖျက်ဆီးခဲ့တာနဲ့ပတ်သက်ပြီးတော့နော်ပစ်ချဖျက်ဆီးခဲ့ပြီးတော့ဆိုင်ကယ်တော့ကိုလည်းရေထဲကိုပစ်ချခဲ့တာကိုဝန်ခံခဲ့ပါတယ်။ကျန်တဲ့သူ2ယောက်ကလည်းဆိုင်ကယ်နဲ့လိုက်ပြီးတော့ချင်းချောက်ခဲ့ကြောင်းဝန်ခံထားပါတယ်။ရဲတပ်ဖွဲ့ကဖြစ်စဉ်မှာအသုံးပြုခဲ့တဲ့ဆိုင်ကယ်3စီးကျူးလွန်ချိန်ကဝတ်ခဲ့တဲ့အဝတ်အစားတွေနဲ့ BB ကန်ကိုအသက်သေဖြစ်နေသိမ်းဆည်းခဲ့ပါတယ်။ဖမ်းဆီးခံရတဲ့သူ4ယောက်ကိုအခြားသူတွေကြောက်ရွံ့ထိတ်လန့်အောင်ချင်းချောက်မှုနဲ့ပစ္စည်းဥစ္စာဖျက်ဆီးမှုတို့နဲ့မှုဖွင့်ပြီးတော့ဖူးခတ်မြို့ရဲစခန်းကနေဥပဒေအရဆက်လက်ရေးယူနေကြောင်းထိုင်းသတင်းတွေမှာဖော်ပြထားပါတယ်။အဲ့တော့ဒီသတင်းကဘာကြောင့်ဒီလိုမျိုးထည့်ပြောရတယ်လဲဆိုတော့ကျွန်တော်မြန်မာနိုင်ငံသားတွေဖြစ်နေလို့ပါနော်မြန်မာနိုင်ငံသားကလည်းထိုင်းနိုင်ငံမှာအများကြီးတန်းနဲ့ချီပြီးတော့ရောက်နေတာဆိုတော့ငကုံးမတွေကတော့နည်းနည်းတော့များတာပေါ့နော်ငကုံးမတွေကြောင့်ခဏခဏကိုယ်နိုင်ငံရဲ့သိက္ခာလဲကြားရတယ်ကိုယ်လူမျိုးတွေလည်းအနေကျက်နော်အထိုင်ကျက်တွေလည်းခဏခဏဖြစ်ရပါတယ်နော်ဒီလိုမျိုးတွေအဆင်မပြေဘူးပေါ့သူများနိုင်ငံမှာနေမယ်ဆိုရင်တော့အေးစစ်စစ်နေတာကောင်းပါတယ်နော်အဲ့ဒီလူတွင်ကျယ်လှုပ်ချင်တာမျိုးလူမိုက်လှုပ်ချင်တာမျိုးတွေကသူများနိုင်ငံမှာအဆင်မပြေဘူးပေါ့နော်ဘာကြောင့်လဲဆိုတော့ကိုယ်နိုင်ငံသားတွေတခြားသောကောင်းကောင်းမွန်မွန်နဲ့လောက်ကင်စားတောက်နေတဲ့ကိုယ့်ရဲ့မြန်မာနိုင်ငံသားတွေပါအနေကျက်အထိုင်ကျက်တွေဖြစ်စေတာပေါ့နော်အဲ့တော့ဒီလိုမျိုးဖြစ်ရလေးတွေလည်းသိအောင်လို့ကျွန်တော်ကပြောပြတာပါအဲ့တော့နောက်ထပ်သတင်းတစ်ပုဒ်ကိုပြောပါမယ်နောက်ထပ်သတင်းတစ်ပုဒ်ကဒီအိမ်အကူနော်အိမ်အကူလုံးနဲ့ဝတ်ပါမစ်ရှိတယ်ဒါပေမဲ့ဆိုင်မှာတန်ရှင်းရေးလုပ်နေလို့ဆိုပြီးတော့မြန်မာမျိုးသမီးတယောက်ဖမ်းခံရတယ်ဆိုတဲ့သတင်းမှာချင်းမိုင်မှာအိမ်ကူပါမစ်နဲ့ဆိုင်ကန်းအတွင်းမှာတန်ရှင်းရေးလုပ်နေတဲ့မြန်မာမျိုးသမီးတယောက်ကိုလူဝင်မှုကြီးကြပ်ရေးဘျူရိုနဲ့လောက်ကန်ရုံးတို့ကပူးပေါင်းပြီးတော့ဖမ်းဆီးခဲ့ပါတယ်ဖမ်းဆီးခံရတဲ့သူကနိုင်ငံအတွင်းမှာယာယီနေထိုင်ခွင့်အလုပ်သမားပါမစ်အပြည့်စုံရှိထားတဲ့သူတဦးဖြစ်ပါတယ်ဒါပေမဲ့သူ့ရဲ့ပါမစ်မှာတော့သတ်မှတ်ထားတဲ့အလုပ်အမျိုးအစားကအိမ်အကူဖြစ်နေပြီးတော့တာဝန်ရှိတဲ့သူတွေဝင်ရောက်စီးနင်းတဲ့အချိန်မှာအိမ်မှာလောက်ရမယ့်အစားဆိုင်တဲ့ဆိုင်မှာဝင်ရောက်လောက်ကင်နေတာကိုတွေ့ရှိခဲ့တာပါအဲ့တော့စစ်ဆေးချက်တွေရအဲ့ဒီမျိုးသမီးကဆိုင်တွင်းမှာတပြက်စီးလဲတာတန်ရှင်းရေးလုပ်တာအဝတ်လျှော်တာစတဲ့ဆိုင်လုပ်ငန်းဆိုင်ရာတာဝန်တွေကိုလစာငွေဘတ်တစ်သောင်းနဲ့လွန်ခဲ့တဲ့တစ်နှစ်လောက်ကတည်းကဝင်ရောက်လောက်ကင်နေခဲ့တာဖြစ်ကြောင်းလဲဝန်ခံခဲ့ပါတယ်ဒါကြောင့်ဒီအိမ်ကူပါမစ်နဲ့ဆိုင်မှာတန်ရှင်းရေးသွားလုပ်တာကလုပ်ပိုင်ခွင့်ရှိတဲ့အလုပ်အမျိုးအစားထက်ကျော်လွန်လောက်ကင်ခြင်းဆိုတဲ့စွဲချက်နဲ့ရေးယူဖို့အတွက်ရဲစခန်းရှိရဲစခန်းကိုဒီလွှဲပြောင်းထားကြောင်းချင်းမိုင်သတင်းမှာလည်းပေါ်ပြထားတာတွေ့ရပါတယ်ပြောမယ်ဆိုရင်တော့အဲ့လိုမျိုးလိုက်ဖမ်းရခြင်းဆိုရင်တော့နော်တော်တော်များများကိုပါသွားမှာပါကျွန်တော်မြန်မာနိုင်ငံသားတွေအလုံးနဲ့တထေးနဲ့မတူတာเนาะတထေးက
ဒီကြံ့ဟောကြံ့ခောက်တွေမလုပ်ပေးတာတို့နော်ရှုပ်ချက်ကိုခတ်နေတာပဲပေါ့အဲ့တော့ဒါကဒီလိုမျိုးလူတွေအများကြီးရှိတဲ့ဂျားတွေကနေမှတယောက်ကတော့ကန်ဆိုးသွားရတယ်ပေါ့နော်တော်တော်ဟိုကန်ဆိုးတယ်လို့ပဲပြောရမှာပါသူတယောက်တည်းကွက်ပြီးတော့ဖမ်းခံလိုက်ရဆိုကန်ဆိုးတယ်လို့ပဲပြောရမှာပါဒါပေမဲ့ဟိုပြန်ပြီးတော့တွေးကြည့်ရင်လေအကူကအကူပဲလေနော်အိမ်အကူလည်းဒီလောက်ပဲလောက်ရတာပဲတိုင်အကူလည်းဒီလောက်ပဲလောက်ရတာပဲခုနကပြောသလိုတပြက်စီးလဲတာတန်ရှင်းရေးလောက်တာနော်ဟိုအမိုက်တွန်တာအမိုက်ပစ်တာဒါပကံဆေးတာတွေအလုပ်ကတော့ဒီလောက်ပါပဲနော်နေရာလေးပဲကွဲသွားတာပါနေရာလေးပဲကွဲသွားတာဆိုတော့ဒီပုံမှာတော့နော်ဟိုထိုင်းမှာရောက်နေတဲ့အလုပ်သမားကြီးနော်ထိုင်းမှာတောင်းယူထားတဲ့အလုပ်သမားကြီးနဲ့ရဲစခန်းကလူတွေတက်ညာပေးမယ်လို့ထင်ပါတယ်နော်တခြားသောဒီပွဲစားလုပ်နေတဲ့သူတွေတော့မှအများကြီးရှိနေတာပဲပေါ့နော်အလုပ်သမားပါမစ်နဲ့ပွဲစားလုပ်နေတဲ့သူတွေဈေးရောက်နေတဲ့သူတွေတော့များစွာရှိနေတယ်ဒီမျိုးသမီးကြတော့ရန်ကိုကန်ဆိုးတယ်လို့ပဲပြောရမှာပါနော်ဆိုင်ဟိုပါမစ်ကလည်းဒီအိမ်ကူပါမစ်နေပဲဒါပေမဲ့ဆိုင်မှာလုပ်လို့ဖမ်းခံရတယ်ဆိုတာလေးကျွန်တော်ပြောချင်တာပါအဲ့တော့ထိုင်းနိုင်ငံမှာအဖမ်းဆီးကျန်းတဲ့အခါမှာနော်ကိုယ့်ရဲ့တထေးတူတာတွေမတူတာတွေကိုယ့်ရဲ့အလုပ်ကိုင်မတူတာတွေနော်နေရာတွေနေမြေတွေကြော်ပြီးတော့မှအလုပ်လုပ်နေတာမျိုးတွေပေါ်မှာသတိထားကြပါလို့ပြောရင်းနဲ့ပဲကျွန်တော်ရဲ့ဗီဒီယိုကိုဒီမှာပဲဆုံးသက်ချင်ပါတယ်ဗီဒီယိုကိုစာဆုံးကြည့်ရှုပေးတဲ့ကျေးဇူးတင်ပါတယ်နောက်နေ့တွေမှာလည်းနော်ထူးခြားသတင်းတွေစိတ်ဝင်စားစရာကောင်းတဲ့သတင်းတွေကိုတင်ဆက်ပေးသွားပါဦးမယ်လို့ပြောရင်းနဲ့ပဲဗီဒီယိုဆုံးသက်ချင်ပါတယ်